ချမ်းသာသောမိခင်မောကသူမရဲ့သမီးမော်ရဲ့စိတ်နေစိတ်ထားကိုစမ်းသပ်ခြင်းခဲ့သည်။အဲဒီကြောင့်မိမိမျက်နှာပေါ်ကိုအနံ့ဆိုးဆိုးမြင့်မြင့်သောမြေပုံများကိုသဘောတူသဘောထားနှင့်လိမ့်ကျော်လိုက်သည်။ကိုယ်တိုင်ကိုမဆက်မတ်စွာညစ်ပတ်နေအောင်လုပ်ပြီးနောက်သားရဲ့အိမ်ကိုစိတ်လှုပ်ရှားစွာသွားရောက်ခဲ့သည်။တကားဖွင့်လိုက်သောအခါမိန်းကလေးကိုမြင်ပြီးချမ်းသာသောမိခင်မောကလက်ကိုဆုပ်ကိုင်ကာသမီးမော်လို့ခေါ်လိုက်သည်။မိန်းကလေးကခဏကြာမှဒီမိန်းမဟာသူမမတွေ့ဘူးသေးတဲ့မိခင်မော်ဖြစ်ကြောင်းသိလာခဲ့သည်။သိသွားပြီးချင်းသူမကနှွေးထွေးစွာကြိုးဆိုကာအိမ်ထဲကိုချက်ချင်းဖိတ်ခေါ်ခဲ့သည်။ယောက်ျားကမိခင်ကရုတ်တရက်အိမ်လာတာကိုမြင်ပြီးသူ့ရဲ့ချမ်းသာတဲ့အမှန်တရားပေါ်ပေါက်သွားမှာကိုစိုးရိမ်သဖြင့်အံ့အားသင့်ပြီးရေတစ်ခွက်ကိုမျက်နှာမတိုင်ပြီးပေါက်ကျသွားခဲ့သည်။သူမိခင်ကိုပြန်ပို့ဖို့အကြောင်းပြချက်ရှာနေစဉ်မှာပဲသူမပေါ်ကမနာတာတဲ့အနံ့ကိုရလိုက်သည်။အဲ့ဒီအချိန်မှာမိခင်မော်ကမိန်းကလေးကိုမျှော်လင့်ချက်အပြည့်နဲ့ကြည့်နေပြီးသူမမုန်းတီးသလိုပြုမူလာမလားဆိုတာစောင့်ကြည့်နေခဲ့သည်။ဒါပေမဲ့မမျှော်လင့်ထားသလိုမိန်းကလေးကအနံ့ကိုမခံစားရသလိုပဲမျက်နှာပြုံးပြုံးနဲ့မိခင်မော်ကိုဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်သည်။အပြုတ်အမူမှာပြောင်းလဲမှုမတွေ့ရသဖြင့်မိခင်မော်ကတရုပ်ဆောင်မှုကိုပုံမမြင့်တင်ခဲ့သည်။သူမကကြေးရွာမှာဘဝခက်ခဲစွာနေရတဲ့အကြောင်းကိုယ်တိုင်ချက်နဲ့ဝက်တွေမွေးမြူရတဲ့အကြောင်းငိုယိုပြောပြခဲ့သည်။နောက်ပြီးအိမ်ဟောင်းကပျက်စီးသွားလို့မနေရမဲ့ဖြစ်လာပြီးသားနဲ့သမီးမော်စီလာကိုရတာဖြစ်ကြောင်းဆိုခဲ့သည်။မိန်းကလေးကမိခင်မော်လေပင်ပေါ်ကတန်ဖိုးကြီးလေဆွဲကိုကြည့်ပြီးစိတ်ဝင်စားသလိုလက်ညှိုးညွှန်လိုက်သည်။ယောက်ျားကမိခင်ရဲ့အမှန်တရားပေါ်သွားမှာကိုစိုးရိမ်လို့မိခင်ကစင်းရဲမှုနဲ့အလေးချင်းရှိလို့အလှပြဖို့အထုတွေကိုဝယ်သုံးတတ်တယ်လို့အလျင်အမြန်ပြောလိုက်သည်။ဇနီးကအဲ့ဒီစကားကိုယုံကြည်သွားတာကိုမြင်ပြီးယောက်ျားကစိတ်သက်သာသွားခဲ့သည်။ဒါပေမဲ့မိခင်မော်နဲ့ယောက်ျားမသိခဲ့တာကမိန်းကလေးရဲ့အမှန်တရားဟာအလွန်ချမ်းသာတဲ့လူကြီးတဦးရဲ့အချစ်ဆုံးသမီးဖြစ်နေခဲ့တာပါပဲ။သူမနာမည်နဲ့အိမ်ချမ်းမြေတွေအရေးအတွက်မတွက်နိုင်လောက်အောင်ရှိနေခဲ့သည်။သို့တော့ငွေမကုန်နိုင်အောင်ချမ်းသာတဲ့ဘဝကိုသူမပင်ပန်းနေခဲ့သည်။ကိုယ်တိုင်အစဉ်တန်းဖုံးကွယ်ထားတဲ့မိန်းကလေးဟာကိုစင်းရဲသူအဖြစ်ဟန်ဆောင်ထားတဲ့ယောက်ျားနဲ့တွေ့ဆုံခဲ့သည်။သူတို့ရဲ့စိတ်နေစိတ်ထားတွေစင်တူလို့အစဉ်ပြေစွာနားလည်ကြပြီးမိန်းကလေးကဖခင်ကိုမပြောဘဲလျှို့ဝှက်လက်ထပ်ခဲ့သည်။အချမ်းသာဆုံးလူကြီးကသမီးလက်ထပ်ပြီးသားဖြစ်ကြောင်းသိလိုက်ချိန်မှာအလွန်ဒေါသထွက်သွားပြီးသမီးကိုလက်ထပ်သွားတဲ့ယောက်ျားဘယ်သူလဲဆိုတာစုံစမ်းဖို့လက်အောက်သားတွေကိုအမိန့်ပေးခဲ့သည်။အဲ့ဒီအချိန်မှာမိခင်မော်နဲ့စကားပြောနေတဲ့မိန်းကလေးထံဘက်လာထံမှဖုန်းဝင်လာခဲ့သည်။ဘက်လာကဖခင်ကသူမနေရဲ့လိပ်စာကိုသိသွားပြီးအိမ်ပြန်ခေါ်ဖို့လာနေကြောင်းပြောခဲ့သည်။အဲ့ဒီနောက်တကားပြင်ဘက်လမ်းကြောင်းထဲမှာဖခင်ရဲ့ခြေတံကိုကြားလိုက်ရသည်။မိန်းကလေးကသတိထားပြီးတကားပေါက်လေးကနေအခြေအနေကိုစစ်ဆေးလိုက်သည်။နောက်တစ်စက္ကန့်မှာပဲတကားဖွင့်သွားခဲ့သည်။